ဘောလုံးလောကရဲ့အမြင့်ဆုံးစင်မြင့်လို့တင်စားကြတဲ့ UEFA Champions League မှာတမိုင်းစင်လာအကြီးမားဆုံးနဲ့အောင်အမြင့်ဆုံးအသင်းတွေကဘယ်အသင်းတွေလဲဆိုတာအသိပြီးပြီလားဒီနေ့မှာတော့ဥရောပပလင်ချန်မှာအကြိမ်အများဆုံးပိုဆွဲခဲ့တဲ့ထိပ်သီး၅သင်းအကြောင်းကိုပြောပြပေးသွားပါမယ်နံပါတ်1 Real Madrid Spain ဖလား15ကြိမ်ဥရောပရဲ့ဘရင်တစုလို့ပြောရင် Real Madrid ကိုပဲပြေးမိရပါလိမ့်မယ် UCL ဖလားကို15ကြိမ်တိုင်ရယူထားပြီးဒုတိယအများဆုံးအသင်းထက်2ဆကျော်တာလို့နေပါတယ်သူတို့ဟာဒီပြိုင်ပွဲရဲ့ DNA ကိုပိုင်ဆိုင်ထားတဲ့အသင်းပါပဲနံပါတ်2 AC Milan အီတလီဖလားခုလေးကြီးအီတလီမီရဲ့ဂုဏ်ယူစရာအသင်းကြီးပါမေဒီနီကာကာရှက်ဖ်ချန်ကိုတို့လိုကန်ဒဝင်ကစားသမားတွေနဲ့ခက်ဆက်ဥရောပကိုချိန်ချောက်ခဲ့ပါတယ်မကြာသေးမီနှစ်တွေမှာအနှဲငယ်ငြိမ်သက်နေပြီမဲ့သူတို့ရဲ့တမိုင်းကတော့ဖျောက်ဖက်လို့မရပါဘူးနံပါတ်3 Liverpool England ဖလား6ကြိမ် This is Anfield ဆိုတဲ့ကြွေးကြော်တဲ့တဲ့အထိ England club တွေထဲမှာတော့အောင်မြင်ဆုံးပါ2005ခုနှစ်အစ္စတန်ဘူညရဲ့ comeback အပါအဝင်စိတ်လှုပ်ရှားစရာအခိုက်အတန့်များစွာကိုပိုင်ဆိုင်ထားတဲ့အသင်းတွေပါတယ်နံပါတ်4 Bayern Munich Germany ဖလား6ကြိမ် Liverpool နဲ့ဖလားရည်တဲ့အတူညီပါတယ်ဂျာမန်ဆက်ရုပ်ဤရဲ့စနစ်ကြမှုနဲ့အင်အားပြေဝမှုကသူတို့ကိုဥရောပထီတီစီရဲ့အမြဲပါဝင်စေပါတယ်ပြိုင်ဘက်ကိုအပြည့်အသက်အနိုင်ယူလေးစီတဲ့သူတို့ရဲ့ခြေစွမ်းကအမြဲတမ်းကြောက်စရာခေါင်းနေစေပါနံပါတ်5 Barcelona Spain ဖလား9ကြိမ်တီဂီတာကာကစားခွင့်နဲ့ကဘာကိုလွှမ်းမိုးခဲ့မှုတဲ့ဘာစီလိုနာဟာမက်ဆီခေတ်မှာအောင်မြင်ဆုံးအချိန်တွေကိုပိုင်ဆိုင်ခဲ့ပါတယ်။လှပတဲ့ဘောလုံးကစားနည်းနဲ့သူဥရောပဖလား9လုံးကိုသိမ်းပိုက်ထားနိုင်ပါတယ်။ဒီအသင်း9သိန်းထဲမှာဘော်ဒါလိုအားပေးတဲ့အသင်းပါလား။ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်